အားလုံးပဲမင်္ဂလာပါရှင်မြမရိုးရာမှုတွေထဲမှာတော့အညာဒေသရဲ့အစားအစာတစ်ခုဖြစ်တဲ့မုတ်စီကြော်ကတော့လွတ်ရတာလွယ်သလောက်စားလို့အရန်ကောင်းပါတယ်ရှင်ကောင်းချင်းဆန်မုတ်2ခွက်ဆိုရင်တော့ဆန်မုတ်ကိုတစ်ခွက်မပြည့်တဲ့ထည့်ပေးရပါမယ်ပျော့စားခြင်းရင်တော့ဆန်မုတ်ကိုရှော့ထည့်ပေးပါနော်မုတ်လုံးထညက်ရဲ့နှမ်းရဲ့စားအနှင်းငယ်လိုအပ်ပါတယ်ရှင်မုတ်ဆက်တဲ့ခါမှာတော့ရေမများစေဖို့သတိထားရပါမယ်ရှင်နှခမ်းသားကျွတ်လေးနဲ့နှမ်းနဲ့အမှုမွေးလေးနဲ့စားလို့ကောင်းတဲ့မြမရိုးရာမုတ်စီကြော်လေးရပါပြီရှင်စားကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်